အဲ့ဒါနဲ့လမ်းပေါ်မှာကိုကလမ်းလျှောက်တယ်ကားသမားကသူ့လမ်းသူသွားတယ်တယောက်တယောက်ယုံကြည်မှုရှိတယ်ဘာကြောင့်လဲကိုလည်းသိတယ်သူလည်းသိတယ်ကားသမားလည်း platform ပေါ်မလာဘူးကိုလည်း platform ပေါ်မဆင်းဘူးအဲ့ဒါဒီ rule base ပဲစနစ်တကျစီစဉ်ထားတဲ့ဥပဒေအရာအချက်လက်ပဲအဲ့ဒီဥပဒေတွေမပေါ်ခင်တော့သူလည်းမောင်းကြည့်သလိုမောင်းမယ်ကိုလည်းမောင်းကြည့်သလိုအဲကြောင့် platform တွေမှာပေါ်ခင်တော့ကကျွန်တော်တို့အားလုံးမှတ်မိတယ်ကျွန်တော်တို့နိုင်ငံမှာမြေလမ်းတွေပဲရှိတယ်နော်ကျွန်တော်တို့တောရွာတွေမှာနေတွေမှာမြေကြီးလမ်းပဲရှိတယ်လှဲလမ်းပဲရှိတယ်အဲ့မှာလူသွားလမ်းဆိုတာမရှိဘူးအဲ့တော့လှဲလူသွားတဲ့လူနဲ့လှဲမောင်းတဲ့လူတယောက်တည်းသုံးသွားတာဒါကြောင့်ခဏခဏ accident တွေဖြစ်တယ်အဲ့ဒီလှဲလမ်းတွေမှာခဏတော့ထော်လာကြီးတွေမောင်းမယ်ကားတွေမောင်းမယ်လူသားလွမ်းမရှိဘူးအဲ့တော့တယောက်တယောက်မယုံကြည်ရဘူးလူသွားတဲ့လူကလည်းစိတ်မချနဲ့တစ်ချိန်လိုအနောက်လဲကြည့်နေပဲချိန်ကားလာမလဲပေါ့ကားလာရင်လမ်းဘေးကချုပ်ပုတ်တွေကိုဆင်ပြေးရမယ်ဒါမျိုးပေါ့ဒါဟုတ်ခေတ်ကပေါ့ဒါလွန်ခဲ့တဲ့နှစ်1000ပြောလိုက်တာအခုကကြတော့အဲ့ဒါမျိုးတွေအားလုံးကိုအဆင်ပြေဖို့အတွက်လူသွားလမ်းလေး platform တွေလုပ်ထားတယ်ကားလမ်းကိုသွားလူသွားလမ်းသွားအဲ့ဒီထဲမှာမှ highway လမ်းလို့လမ်းမျိုးပေါ့နော်အမြန်လမ်းတွေမှာကြတော့လူသွားလမ်းတော့မထားပြီးတော့ဘူးဘာလို့လူသွားလမ်းသွားရင်စိတ်မချဘူး